Hello အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ GKS application form တင်ထားတဲ့အချိန်မှာတိုင်ယုံစီးနဲ့လျှောက်ထားတဲ့ကျောင်းသားတွေအနေနဲ့ NID second round အောင်လာပြီးရင်ဘာတွေပြင်ဆင်ထားရမလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်။ NID second round result မှာပါရခဲ့ပြီဆိုရင်တော့ MSc နဲ့လျှောက်ထားတဲ့ကျောင်းသားတွေကတော့ NID ကိုပေါ့နော် document တွေထပ်ပို့ပေးကြမလို့ပါဘူး။ဒါပေမဲ့ visa process အတွက် document တွေကိုကြိုပြီးတော့မှပြင်ထားစီရှင်ပါတယ်။ visa ဝင်တဲ့အချိန်မှာသုံးမဲ့ document တွေက MSc မဖြစ်မနေရှိတာမှမဟုတ်ပါဘူး notary နဲ့ပဲဝင်လဲရပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကပေါ့နော်စီးထူတာမယ်ဆိုရင်ကိုရီးယားလာတဲ့အချိန်မှာလေအဲ document တွေသုံးလို့ရတာပေါ့နော်အဲဒါကြောင့်မလို့ MSc ထူတာကကောင်းပါတယ် second round result ထွက်ပြီးရင်တိုင်ယုံကနေပါပေါ့နော် GKS ကျောင်းသားတွေတက်တီးတန့်တရက်ပေါ့နော်C2 မှရှိပါတယ်အဲ့ရက်ပေါ့နော်တွားပြီးတော့မှစီးထူတာကောင်းပါတယ်အဲဒါကြောင့်မလို့ second round result ထွက်ပြီးဆိုတာနဲ့ notary နဲ့ mofa နဲ့ကိုယ့်ဘက်ကနေပေါ့နော်တစုံကြိုပြီးတော့မှပြင်လာစီရှင်ပါတယ် AC ထူလိုက်တဲ့ document တွေပေါ့နော် NID ကိုပို့ပေးကြမလို့ပါဘူး visa ဝင်တဲ့အချိန်မှာတုံးလို့ရအောင်လို့ပါတခြား GKS နဲ့ပတ်သက်ပြီးသိချင်တာရှိရဆိုလဲ comment မှာမှန်ခဲ့ပြီပါဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲ